အဲ့တော့ဝိညာဉ်သိဆိုတာကျွန်တော်တို့ဒီရေမြင်တာမဟုတ်ခြည်တာမြင်တာနွားတို့မြင်တာမဟုတ်ဖြူတာမြင်တာပေါ့နော်နားတဲ့ကိုတော့ဆိုတာခွေးဝင်မလားအခုကျွန်တော်ပြောတယ်လက်ဖေးရည်ကော်ဖီပြောနားတဲ့ကိုပဲလက်ဖေးရည်ကော်ဖီမှဝင်အတန်မှဝင်တယ်ဒီ dimension တွေစပြောင်းလာပြောချင်တာဝိညာဉ်သိဆိုရင်စက်သောတာဝိညာဉ်အတန်မဲ့သိတယ်ဘာမှဒေါလို့သိတာဒေါဆိုကြားပဲကြားတာခွေးလို့သိတာအဲ့ဒါတညာလေးဖြစ်သွားအဲ့တော့ဝိညာဉ်သိနဲ့တညာလေးကဒီလောက်ကက်နေတော့ကျွန်တော်တညာပဲလွှမ်းတော့ဝိညာဉ်သိဆိုတာသိကိုမသိဘူးမသိဘဲနဲ့အာထုတ်တော့တာပဲအဲ့တော့ဘာနဲ့အောင်တညာသိကပဲလွှမ်းပြီးအာထုတ်နေရဝိညာဉ်သိကိုမရောက်နိုင်ဘူးဝိညာဉ်သိရောက်မှ dimension စပြောင်းတယ်ကျွန်တော်တို့ကအဲ့တော့ကိုကဘာလို့ dimension မပြောင်းတာတော့ဝိညာဉ်သိမရောက်လို့ပေါ့ဒီတညာသိနဲ့ပဲကျွန်တော်လွှမ်းမိုးနေတယ်လွှမ်းမိုးနေတော့တရားထုတ်တော့လဲခိုက်တန့်ဘယ်တဲ့ကြတော့သမထရဲကြတော့တော့ပေါ့သမထရဲကြတော့ဝိညာဉ်သိလို့သိတာမဟုတ်ဘူးသူစိတ်ထဲမှာကြောကြောရောမမတွေသိတာတို့ဟိုနမိတ်တွေမြင်တာတို့ဘာတို့ဆိုဒါတွေကတညာသိတွေပဲကျွန်တော်တို့ကဒါပေမဲ့ဘယ်သူမှဒီညာကို analyze လုပ်ပြဖို့ကခက်တယ်ပေါ့နော်ဒီတညာသိနဲ့ဝိညာဉ်သိ